ထဲမှာကျတော့ဒီအောက်ဆီဂျင်ဆိုတဲ့ဥစားနေပါတော့ပြီပေါ့နော်ကာဗွန်ဒိုင်အောက်ဆိုက်တွေပဲများတဲ့အခါကျတော့အောက်ဆီဂျင်များတဲ့နေရာကိုတွိုင်းတော့နှာခေါင်းကရှူလိုက်တဲ့လေကနှာခေါင်းကပိုကျသွားသလားဆိုတဲ့ကိုတော့နှာခေါင်းကျသွားသလားဆိုပြီးတော့ပြန်စားမိတယ်ပေါ့နော်ဒါပေမဲ့လေကောင်းလေတန်ရှူရလို့ပဲအသက်ရှူချောင်တဲ့ပုံစံမျိုးဖြစ်တဲ့အခါကျတော့ချက်ချင်းပေါ့နော်အာယုံကြောတဲ့ရောက်တဲ့အခါကျတော့ချက်ချင်းအမျိုးခံစားရတယ်ပေါ့နော်ဆေးရုံနဲ့တခြားသောဟိုတွေကအရင်ကဟိုရက်နာခဲ့ရှိဒီချက်ကရက်နာခဲ့တာဘူးဆိုအစမပြတ်လေပန်းနေချင်းမှာဒီအတိုင်းရန်ကျဲလောင်လို့ပြည့်နေမိတုန်ခါတာတွေအင်းအဆောက်အဦကဖြစ်တဲ့ပုံစံအပိုင်းတွေလည်းရှိတဲ့ဟာတွေမျိုးတွေရှိလာတယ်ပေါ့လေအခုနပြောတဲ့ချောင်းရည်တွေခန်းချောက်လာတဲ့အတွက်ကြောင့်မို့လဲဒီကျွဲနွားရဲ့ဒီလမ်းကြောင်းတွေနေရာအခက်ခဲလေလာတယ်ပြီးတော့ဒီစက်ချက်နေမရှိတော့တဲ့ဟာမျိုးတွေရည်တွေလည်းရှားပါလာတဲ့ပုံစံလိုမျိုးတွေလည်းရှိတဲ့ဆိုတဲ့ဟာမျိုးလည်းတွေ့ရတယ်ပေါ့လေที่ดีไซน์อยู่นอยับไข่สุดกาเต้าวางติ๊กเนี่ยวางหนึ่งอาร์มสุดกาเต้าเตะความรีวางทุสูงละเต้าตะเนเนี่ยวางแกมพันหนูจะให้คุณซ้อนตะทีเฉยเนาะทำมาอันนี้ตอนที่หมอว่ากินเพื่อเตะถอดเรียกครองที่นั่นเตะตอนที่ติดฟ้าเตะมินโดเตะซ้ำโดโดพังเอาเต้าสุดกาเต้าโดไล่เต้าคีนี้บุ้งเตะเอามินโดหล่นเตะตอนนี้คีนะที่เขาเกิดได้น้ำพงมิตรจุพงโรงรีช่องรีพงนะจ๊ะแต่อายุว่าเสร็จเนาะရတာတွေတခြားသောအသက်ရှူလမ်းကြောင်းပြဿနာတွေခံစားရပါလေဒါပေမဲ့အဒီဟာတွေကိုသူတို့ကဒီဟာကြုံနေရတဲ့ခံစားနေရတဲ့ရွာသားတွေကဒေသခံတွေကအမြင့်တင်ပြချင်တယ်ပေါ့လေပြချင်တယ်ပဲဒီအတက်တဲ့ထောက်ထားရယူဖို့အဒီဟာကိုဘယ်လိုတက်တဲ့ထောက်ထားနဲ့ဒီကြောင့်မှုတွေကြောင့်မိုင်းတွင်းကြောင့်ဖြစ်တဲ့ဆိုတဲ့ဟာမျိုးကိုပြင်ပြနိုင်ဖို့အတွက်ကဒီပညာသက်ခဲရှိနေတယ်ဆိုတဲ့ဟာမျိုးလဲတွေ့ရတယ်ပေါ့လေမတင်ပြနိုင်ဘူးပေါ့ဒါဖြစ်နေတယ်လို့ပဲပြောနိုင်တယ်ဒါကြောင့်ဖြစ်တယ်ဆိုတဲ့တိကျကနာတဲ့အထောက်ထားနဲ့တက်တဲ့ပြနိုင်တဲ့ဟာမျိုးကြတော့
မရှိနေဘူးဆိုတဲ့ဟာမျိုးတော့ဖြစ်နေတယ်ပေါ့ နောက်ဒီရေတွေဘာတွေဆိုလဲကွာတယ်တချို့နေရာမှာချိုးရတဲ့ရေအရောက်တာနဲ့ဟိုကျွန်တော်တို့စီမှာချိုးရတဲ့ရေအတာဒါကြီးကွာတယ်ဥပမာတချို့လူဆိုကျွန်တော်တို့တချို့ရွာတွေနေပြီဆိုကျွန်တော်တို့စီမှာအိမ်ထောင်ကြလာတယ်ဗောဗျာသူတို့ကြလာစတော့ကတော့ဒီဘက်တော့ရုပ်ချောတယ်ရုပ်တတ်တယ်ဗောနော်လာနဲ့ညေကြလာတဲ့ခါကျွန်တော်တို့ရေတွေပါလေတုံးညလာတဲ့ခါတပြည့်ပြည့်နဲ့မဲတူးပြီးတော့မှအသားရေလေးပုံစံတစ်မျိုးပြောင်းလာတယ်အဲ့ဆိုင်နဲ့အများဟိုဂျုံတွေ့ရတာလက်ရှိတယ်ဗောနော်တော်လာဖြတ်နေတဲ့အဲ့ဒီကြုံပြီးတွေ့တဲ့နေတဲ့ကားတွေရောတခြားတဲ့နေတဲ့ကားတွေဖုံမုတ်တွေရမ်းများနေတဲ့ဟာမျိုးအဲ့ဒီဖုံမုတ်တွေတတူပုံများဒီပြင်စပြင်မှာကြာရောက်နေတဲ့ဟာမျိုးအဲ့ဒီဟာကိုလမ်းကိုခင်းပေးဖို့ရေလေးဖျန်းပေးဖို့ဖုံမုတ်တက်တာလုပ်ပေးအောင်လုပ်ဖို့ရွာသားတွေတောင်းဆိုတဲ့အချိန်မှာလည်းမလုပ်ပေးတာတွေအပိုင်းတွေဒါဝတ်တန်တင်လုပ်ရတဲ့အပိုင်းတွေအဲ့လိုမျိုးတွေတော့ကျွန်တော်ပြောရများမှပြန်လုပ်တော့တဲ့အပိုင်းတွေအဲ့လိုမျိုးတွေလည်းရှိတဲ့ဟာမျိုးပြင်ဆင်နေလဲသိရတယ်ဗောလေ